တနေ့တော့ရဲ့ဖုန်းကို100မှာဒါအမေးအများဆုံးဖြစ်တဲ့ high jet လေးရောက်ထားတယ်ညီမတို့စီမှာဆိုလို့ရှိရင်ဒါလူကြိုက်များတယ်လူသုံးများတယ်ပေါ့နော်ဒါလူတိုင်းဝင်နိုင်မဲ့ဈေးလေးတွေ fat ဖြစ်မဲ့ဈေးလေးတွေနဲ့ညီမတို့ကရောင်းပေးတာဆွဲခါကြတော့ညီမတို့စီကကားလေးတွေကရောက်လို့ရှိရင်ကုန်တာလည်းအရင်မြန်တယ်ပေါ့နော်အခုလည်းပဲညီမတို့စီမှာဒါကြက်ကြက်ကလေးတွတ်တွတ်လေးလာကြည့်မှရမယ်ကြက်ကြက်ကလေးလည်းရောက်ထားတယ်နောက်ပြီးတော့ဘောနော်မော်ဒယ်အမြင့်နံပါတ်အမြင့်နေရာမှာကြိုက်ပါတယ်ဆိုရမိတ်ဆွေတွေအတွက်လည်းအာမိုင်းနဲ့လေးရောက်ထားပါတယ်ရှင်တော့ဒါအာမိုင်းနဲ့ဆိုလို့ရှိရင်ညီမကဒါတိတ်300ပေါ်ပေါ်လေးနဲ့ဒါဘောနော် high jet တို့ Suzuki တို့ဒီခွေးဘလူးကိုမှမော်ဒယ်အငယ်ဈေးလေးနဲ့ပဲညီမကမော်ဒယ်မြင့်မြင့်နံပါတ်မြင့်မြင့်ကားရှယ်လေးကိုရောင်းပေးတော့မှဖြစ်ပါတယ်ဆိုတော့ကြတော့ဒီအရှိမ2စီးလုံးကတော့ညီမတို့ဒီမှာအရေးကြဝယ်ခြင်းတဲ့မိတ်ဆွေတွေငွေချမ်းလက်ထက်ဝယ်ခြင်းတဲ့မိတ်ဆွေအားလုံးအတွက်ရပါတယ်ဆိုတော့ညီမဒါအာမိုင်းနဲ့လေးကိုရင်ပြောပြပေးပါမယ်ဆိုတော့ဒီကားလေးကတော့ဒါမော်ဒယ်ကတော့2019မော်ဒယ်ဖြစ်ပါတယ်နော်အာမိုင်းနဲ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါ AC power ကတော့ ground ဖြစ်သွားမယ်သူက fan တော့ပါတယ်ပေါ့နော်ပြုရှိဒီကားလေးကဒါရန်ကုန်လိုင်းစင်ကုန်မှာနံပါတ်10ကလည်းကျူရမ်းနေရမှာဖြစ်ပါတယ်ရှင်နော်လိုင်းစစ်တန်းကတော့2026နှစ်လပိုင်းထိကျန်ပါသေးတယ်ရှင်မော်ဒယ်ကလည်းမငယ်ခြင်းမှုနံပါတ်10ကလည်းမြင့်မြင့်မှကြိုက်တယ်ဈေးကလည်းသိ300ပေါ်ပေါ်လေးပဲသုံးချစ်ပါတယ်ဆိုတော့မိတ်ဆွေတွေအတွက်ကတော့ဒီကားလေးကဒါရွေးချယ်လို့အကောင်းဆုံးကားလေးတစ်စီးဖြစ်ပါတယ်။နော်ဒီကားလေးကိုညီမနောက်မှာလည်းအသေးစိတ်လိုက်ပြပေးမယ်။နော်ဒီကားလေးကကားနဲ့ပတ်သက်ပြီးတော့ service စားတဲ့အရှုပ်ရှင်းမရှိဘူးအတိုက်အခိုက်မရှိဘူးဒါကားနဲ့ပတ်သက်ပြီးတော့စိတ်ချလက်တွေတခါတည်းသုံးလို့ရမယ့်ကားလေးဖြစ်ပါတယ်။နော်ဒီကားတစ်စီးလုံးအော်ဈေးကြံပါသေးတယ်ညီမတို့ဒီအနောက်ကန်လေးပဲဒါဆေးလေးနည်းနည်းကွက်နေတဲ့အတွက်ကြောင့်မလို့ညီမတို့ဒါဆေးလေးပြန်လုပ်ပေးထားပါတယ်ကျန်တဲ့အပေါ်တော့ဒီအတွင်းငန်းနေဘေးတွေဒါအားလုံးအော်ဈေးတိုင်းပဲကျန်နေသေးတဲ့ကားလေးဖြစ်ပါတယ်ဂျပန်နဲ့တင်းတင်းလေးနဲ့ရမယ်ကားလေးပါဆိုတော့ဒီကားလေးအနောက်မှာကတော့ညီမတို့စတီးအမိုးကိုင်းစတီးချေနှင်းအားလုံးအစုံပါပိတာကားလေးဖြစ်ပါတယ်အမိုးကိုင်းမပါလို့ချေနှင်းမပါလို့လုံးဝစိတ်ပူစရာမလိုပါဘူးအောက်ပိုင်းအောက်ထည်အယိုးစစ်ရှယ်လာပါတယ်အောက်မှာလည်းညီမတို့လိုက်ကြည့်ပေးမယ်လိုက်ပြပေးမယ်နော်အောက်ပိုင်းနေလည်းတေချာလိုက်ပြပေးပါမယ်အနောက်မှာတော့ညီမတို့စတီးအမိုးကိုင်းချေနှင်းအားလုံးပါပိတာဖြစ်ပါတယ်စပြဘိန်းနေလည်းအားလုံးပါပိတာပါရှင်ဆိုတော့ညီမတို့ဒီကားလေးရဲ့အောက်ပိုင်း frame အယိုးစစ်လေးတွေကိုလိုက်ကြည့်ပါမယ်နော်တာယာတွေကြည့်အောင်မယ်ဆိုလို့ရှိရင်လည်းတာယာလေးလုံးစလုံးပန်းအပြည့်ကျန်ပါသေးတယ်ရှင်နော်တာယာတွေကမှစပြောစရာမလိုဘူးတာယာလေးလုံးစလုံးပန်းအပြည့်ကျန်နေတယ်အောက်ပိုင်း frame ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင် frame နဲ့6လုံးဆင်းနေတာပဲသူ့ရဲ့ original sport or chain or jaw တိုင်းမဲ့ကျန်နေသေးတဲ့ကားလေးဖြစ်ပါတယ်ရှင်တော့ဒါကညီမဒီကားလေးရဲ့အောက်ပိုင်း frame လေးကိုပြပေးတာပါဆိုတော့ညီမတို့ဒါ2စီးရထားရဆိုတော့ကျတော့ဟိုဘက်က frame လေးတော့ညီမပြမပေးတော့ဘူးပေါ့နော် frame နဲ့6လုံး share လာပါတယ်နော်ဆိုတော့ကျတော့ဒါညီမဒီကားလေးရဲ့အောက်ပိုင်းလေးကိုပြပေးတာပါဆိုတော့ဒီကားလေးရဲ့အတွင်းငန်းကိုညီမနဲ့တူတူကြည့်ပါမယ်အတွင်းငန်းကလည်းလုံးဝကြဲဝုံပဲကြည့်ပဲပေါ့နော်အကျယ်ကြီးပဲဒီမှာညီမတို့ဒီမှာ dashboard ခင်းထည့်ပေးထားတယ် CRI ဆိုကတော့ညီမတို့ထည့်ပေးမယ်နော် CRI ဆိုလေးလက်ရှိအသင့်ဝယ်ထားတာလေးမရသေးလို့ပေါ့နော်ဆိုတော့ CRI ဆိုလေးထည့်ပေးမယ်ပြီးတော့ထိုင်ကုန်ကတော့ဒီမှာ Suzuki logo လေးတွေနဲ့ရမယ်နော်တေချာလေးတက်ရဲလေးလောက်ထားပေးပါတယ်အတွင်းငန်းကမှစကြဲဝုံရှိတယ်ထိုင်ရတာလည်းတရှိတယ်ပေါ့နော်ဆိုတော့ဒါအတွင်းငန်းဆိုကြဲမှကြိုက်တယ်ဆိုရင်မိတ်ဆွေတွေအတွက်ကတော့ share ပါပဲအောက်ကျက်ကင်းလေးတွေအောက်အခင်းလေးတွေကိုလည်းညီမတို့ဒါအရင်ကားလေးနဲ့မတူအောင်တေချာပေါ့နော်ဒါတေချာလေးလောက်ထားပေးပါတယ်ဆိုတော့ဒါတော့ညီမဒီကားလေးအောက်ပိုင်းလေးကိုပြပေးတာပါညီမတကားကြားတွေဆိုလို့ရှိရင်လည်းပြအောင်မယ်အော်ဆေးတိုင်းမဲ့ဂျန်နေတွေတော့မအော်စပေါ့အော်ချိတ်တိုင်းမဲ့အထင်းသားဂျန်နေသေးတဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ဒါကတော့ဒီကားလေးရဲ့အတွင်းငန်းလေးကိုပြပေးတာပါနော်ဆိုတော့ဒီကားလေးကိုညီမတို့ဒါရောင်းမိမဲ့ဈေးလေးကလည်းဒါပေါ့နော်ဒီ picket ထဲမှာဆိုလို့ရှိရင်ဒါ high jet တို့ Suzuki တို့ထဲမှာမော်ဒယ်အငယ်ဈေးလေးနဲ့ပဲညီမကရောင်းပေးမှာမော်ဒယ်က2019ကိုမှရန်ကုန်လိုက်ဈေးကျူရမ်းနဲ့ရမယ့်ကားကိုညီမတို့ရောင်းပေးမဲ့ဈေးလေးက320ကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်ရှင်။တော့ဒီကားလေးလာကြည့်လို့ရပါမယ်။နောက်ထပ်ကားလေးတစ်စီးကတော့ high jet လေးပါ။နော် jet ကလေးကတော့တွတ်ကလေးညီမရောင်းပေးပါမယ်။ဆိုတော့ဒီကားလေးကတော့ဒါမော်ဒယ်က2003မော်ဒယ်လေးပါရှင်။အဲ့တော့ဒီကားလေးကတော့ဒါ AC power အစုံ 2W 4W လို့သလိုသုံးလို့ရမယ့်ခလုတ်လေးနဲ့ပါ။ပြီးရန်ကုန်လိုက်စင် F10 လေးနဲ့ရပါမယ်ရှင်။တော့ license ကတော့ဒီကားလေးက license 2026 5လပိုင်းထိ license တစ်နှစ်ကျန်ပါသေးတယ်ရှင်။နော်ဆိုတော့ကျတော့ကားနဲ့ပတ်သက်ပြီးတော့ဒီကားလေးကလည်းစောက်စားတဲ့အရှုပ်ရှင်းမရှိဘူးအတိုက်ခိုက်မရှိဘူးလုံးဝစိတ်ပူစရာမလိုပါဘူး။ညီမတို့ဒီကားလေးကိုအပြင်မိုက်ကြည့်လိုက်မယ်ဆိုရင်ကိုပဲညီမတို့ဒါစတစ်ကာလေးတွေနဲ့တေချာအလှဆင်ပေးထားပါတယ်။နော်ညီမတို့စီမှာဝယ်တဲ့ကားလေးတွေဆိုလို့ရှိရင်ဒါစတစ်ကာပိုင်းကမှစပေါ့နော်ဒါအလှဆင်မှုအပိုင်းကမှစပြောစရာမလိုဘူးဒါလက်တင်သုံးယုံပဲဒါတော့ညီမတို့စီကကားလေးတွေကရောင်းထွက်တာမြန်တယ်ဘာလို့မြန်တာလဲဒါဝယ်ယူသူအနေနဲ့လက်တင်သုံးလို့ရမယ့်အနေအထားထိရောက်အောင်လုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဝယ်ယူသူစိတ်တိုင်းကြဖြစ်စေဖို့အတွက်ညီမတို့အာမခံပါတယ်ဆိုတော့အနောက်မှာကလည်းဒီကားလေးကညီမတို့စတီးအမိုးကိုင်းစတီးချင်နဲ့အားလုံးပါပြီးသားကားလေးဖြစ်ပါတယ်ရှင်။နော်အနောက်ကျန်းကြီးလည်းဆေးချော်တယ်ဒီကားဆိုလို့ရှိရင်လည်းဆေးဘော်ဒီပိုင်းကမှစဘာမှပြန်လုပ်ဆရာမလိုဘူးစတီးအမိုးကိုင်းခြေနင်းနဲ့ရမယ်ခြေနင်းလည်းအသစ်ထည့်ပေးထားပါတယ်အနောက်ကန်နေလည်းဆေးချောတယ်အဆွေးနာတန်ချင်းအားလုံးကင်းတယ်ဒါတော့ညီမဒီကားလေးကိုအနောက်လေးကိုတေချာပြပေးတာပါရှင်ဆိုတော့အနောက်ကန်နေမှာဆေးချောတယ်ဝယ်ယူသူစိတ်တိုင်းကြဖြစ်စေရမယ်ပေါ့နော်ဆိုတော့ဒီကားလေးကိုလည်းညီမတို့အောက်ပိုင်း frame လေးကိုလည်းလိုက်ကြည့်ပါမယ်
အောက်ပိုင်းအယိုးအစ်ရှဲလာပါတယ်ရှင်နော်ဒါ high jet တွေကတော့တော်တော်များများကတော့ဒါ high jet ကတော့ကအယော့များတယ်အဆွေးများတယ်တို့ပေဒီကားလေးကတော့ဒါ AC power လဲအစုံလေးဖြစ်တယ်လုံးဝပြောစရာမလိုဘူးအောက်ပိုင်းအောက်ထဲအယိုးအစ်ရှဲလာတယ် frame တွေကမှစတာအော်ဂျောတိုင်းပဲကျန်နေသေးတဲ့ကားလေးပါရှင်နော်ဒါကတော့ညီမဒီကားလေးအောက်ပိုင်း frame လေးကိုပြပေးတာပါဆိုတော့ဒီကားမှာကလည်းညီမတို့တာယာ၄လုံးစလုံးပန်းအပြည့်ကျန်နေတယ်တာယာနဲ့ပတ်သက်ပြီးလဲစိတ်ပူစရာမလိုဘူးတာယာ၄လုံးစလုံးပန်းအပြည့်ကျန်ပါသေးတယ်ရှင်ဆိုတော့ဒီကားလေးရဲ့အတွင်းငန်းကိုညီမတို့ကြည့်ပါမယ်ကဲအတွင်းငန်းထဲမှာကတော့ဒီကားလေးကဒီမှာထိုင်ကုန်လေးကလည်းတာချုပ်လေးနဲ့ရမယ်နော်ထိုင်ကုန်လည်းတာချုပ်လေးနဲ့ရမယ်လုံးဝနော်တေချာတက်တက်ရလေးလောက်ထားပေးတယ်ဒီကားမှာကလည်း CI ဆွတ်ထည့်ပေးမယ်နော် dashboard ခင်းလဲပါပြီးသားဖြစ်ပါတယ်နော်မှန်ခွေတွေတခါခွေတွေချိတ်တွေရမှာစာရှယ်လာပါတယ်ပြီးတော့ဒီကားလေးက AC power ဆို4 week ခလုတ်လေးနဲ့ပါဒီမှာကိုကမျိုးသွင်းမဲ့စီးမဲ့2 week လေးကိုချိန်မြောင်းပြီးသုံးမယ်ဆိုကြိုက်တယ်လို့လိုချိန်မြောင်းလုပ်ပြီးတော့မှသုံးလို့ရတယ်2 week 4 week ခလုတ်လေးနဲ့ပါ manual gear လေးနဲ့ရပါမယ်ရှင်နော်အတွင်းမိုက်တက်ရှစ်တက်ရမှုကစပြောစရာမလိုလုပ်ပေးထားတယ်နော်ပြီးလို့ရှိရင်ဒီကားလေးကဒါညီမတို့ပေါ့နော်ပစ်ကတ်ထဲမှာဆိုလို့ရှိရင်ဒါအဲကွန်မအေးမာတို့စိတ်ပူရတယ်ဒါပေမဲ့ဒီကားလေးကတော့အဲကွန်အေးတယ်ကိုယ်တိုင်စမ်းမောင်းကြည့်ပြီးတော့မှပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုယ်တိုင်လည်းအရန်ကြိုက်တယ်အဲကွန်အေးတယ်ပေါ့နော်ဆိုတော့ဒါတော့ဒီကားလေးကညီမအတွင်းကန်းလေးကိုပြပေးတာပါဆိုတော့ဒီကားလေးကတော့ဒါမှန်နေမှန်ချတော့ညီမတို့လက်လက်လေးနဲ့ပဲရပါမယ်ရှင်နော်ဒီကားလေးလည်းဒါညီမတို့ရောင်းပေးမဲ့ဈေးလေးက325သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်ရှင်နော်အခုပြပေးခဲ့တဲ့ကားလေး2စီးလုံးကအရေးကြဝယ်ခြင်းနဲ့မိတ်ဆွေတွေအတွက်ရတယ်ငွေချံဝယ်ခြင်းလားရပါသေးတယ်အလဲထက်လေးလုပ်ချင်တာလားရပါသေးတယ်ရှင်နော်ညီမတို့စီကဝယ်တဲ့ကားလေးတွေနဲ့ပတ်သက်လို့ပေါ့နော်ဒါကားလေးတွေ license ဝယ်ချင်တာလေးတွေအမီပေါက်လျှောက်ချင်တာလေးတွေပြီးလို့ရှိရင်ဒါလုပ်ငန်း license လုပ်ချင်တာလေးတွေဒါရဲ့အတွက်ညီမတို့မှာဝန်ဆောင်မှုရှိပါတယ်ရှင်နော်ဒါဆွဲကကြတော့ကားလေးတွေလာကြည့်မယ်ဆိုလို့ရှိရင်39ခွန်ခွန်တစ်တစ်ခွန်655လေးကိုဆက်ပြီးတော့မှမြောက်တကုံ34ရက်ကွာအုတ်ချွေမှုရောအနီးမှာကားလေးတွေလာကြည့်လို့ရမှာပဲဖြစ်ပါတယ်ရှင်ဒီကားလေး2စီးကိုလာကြည့်ရင်းနဲ့နောက်ထပ်ကားလေး2စီးထပ်ကြည့်လို့ရပါအောင်မယ် Suzuki Model အမြင့် auto လေးတစ်စီးရှိမယ် Honda AD လေးတစ်စီးလည်းထပ်ရောက်ပါမယ်ရှင်နော်ဆိုတော့ကြတော့ကားလေးတွေလာကြည့်ချင်ပါတယ်ဆွဲမိတ်ဆွေတွေရုံးချိန်ပိတ်ရမရှိပါဘူးရှင်နော်ဆိုတော့ညီမတို့နောက်ထပ်လည်းဗီဒီယိုလေးတွေထပ်ပြီးတော့ဒီလိုရောင်းကားလေးတွေတင်ပေးနေအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ YouTube channel လေးတွေ Facebook page လေးတွေကို like and follow like and subscribe လေးလုပ်ခဲ့ပေးပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမတတ်တာပါ